အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်ဒီတရားထိုင်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်ဒီတရားထိုင်တဲ့အလေးအချင်းကိုဘယ်လိုစခဲ့လဲနောက်ပြီးတော့အခုဘာလို့ YouTube မှာတရားထိုင်တဲ့ဗီဒီယိုတွေစတိုက်တင်နေလဲဆိုတဲ့အကြောင်းလေးကိုလည်းပြောချင်တာဖြစ်ပါတယ်ကျွန်တော်တရားကိုနေ့တိုင်းထိုင်မယ်ဆိုတဲ့အကျင့်လေးကိုလုပ်မယ်ဆိုပြီးတော့စခဲ့တာက2025နှစ်ကုန်ပိုင်းလောက်မှာကျွန်တော်စပြီးတော့လုပ်ခဲ့တယ်ဒါပေမဲ့အိမ်အပြောင်းလဲလုပ်တဲ့အချိန်မှာကျွန်တော်နည်းနည်းလေးပြတ်သွားတယ်ပေါ့နော်ဂျာတိုင်းမှာအဲ့ဒါနဲ့အခု2026ဒီဒုတိယလလောက်မှာစပြီးတော့တင်တယ်ကျွန်တော်စပြီးလုပ်မယ်ပေါ့နော်โอเคပြန်လုပ်မယ်ဒါနေ့တိုင်းထိုင်ပြအောင်မှာပြန်လုပ်မယ်ဆိုပြီးကျွန်တော်စခဲ့တယ်အဲ့ချိန်တော့ကျွန်တော် video record တွေမလုပ်သေးဘူးကိုကကိုထိုင်နေပြီးရင်ကျွန်တော်ဒီ habit tracker ထဲမှာကျွန်တော်မှတ်တယ်ပေါ့နော်အဲ့တော့ဒီ channel လေးကိုလည်းကျွန်တော်ပြန်ပြီးတော့စပြီး video တွေပြန်တင်နေတဲ့အချိန်မှာကျွန်တော်စဉ်းစားမိသွားတာ okay ကျွန်တော်မှာအကျင့်တစ်ခုရှိတယ်အဲ့အကျင့်ကိုကျွန်တော်ဖြောင်းမယ်ပေါ့နော်တခုခုလုပ်ပြီးသွားရင်ကျွန်တော်ပြီးဆုံးအောင်မလုပ်ချင်ဘူးတော်ဝါတစ်ပြက်နဲ့ရက်သွားတယ်ပေါ့နော်အဲ့တော့ design မမတ်လုပ်တဲ့အကျင့်ရဲ့ဒီရေရှည်မှာဇွဲနဲ့သွားတဲ့အကျင့်ကိုမွေးရမယ်ပေါ့နော်ဒီဆောက်ရမယ်ဆိုပြီးတော့ကျွန်တော်စဉ်းစားတယ်အဲ့ဟာကိုကျွန်တော်လုပ်နေရပေါ့နော်ဆိုတော့ okay အဲ့ဒါလို့ရှိရင်တရားလည်းထိုင်မယ်နေတိုင်းလည်းတရားထိုင်မယ်အဲ့တရားထိုင်တဲ့ဟာကိုလည်းငါ record ယူမယ်ယူပြီးရင်ကျွန်တော် YouTube မှာတင်မယ်ပေါ့နော် playlist လေးတစ်ခုလုပ်ပြီးတင်မယ်ဆိုပြီးကျွန်တော်စဉ်းစားမိတယ်အဲ့တော့ daily meditation log ဆိုပြီးကျွန်တော်channel မှာကျွန်တော် playlist တွေကျွန်တော်လုပ်ထားတယ်နေ့တိုင်းကျွန်တော်တရားထိုင်တာတွေကိုတင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့ဆိုလို့ရှိရင်18ရက်တီရှိသွားပါပြီတရားထိုင်တဲ့ video လေးကိုတင်လာတာပေါ့နော်ဆိုတော့ okay ဒီ18ရက်ဒါနှစ်ပတ်ကျော်ရှိလာပြီဆိုတော့အဲ့ဒီမှာကျွန်တော် video တွေစပြီးတော့တင်နေကစဉ်းစားတာပေါ့နော်နာမည်ဘယ်လိုပေးမလဲပေါ့အမှတ်စဉ်ဘယ်လိုပေးမလဲဆိုပြီးတော့စဉ်းစားတဲ့အချိန်မှာဒီ000ပေါ့3 digit ပေါ့နော်ကဏ္ဍ3လုံးကျွန်တော်ပေးထားတယ်ဆိုလိုချင်တဲ့ရည်ရွယ်ချက်ကနောက်ဆုံးအများဆုံးက999အထိလုပ်လို့ရတယ်ပေါ့နော်နံပါတ်စဉ်တွေတွားလို့ရတယ်ဆိုတော့ okay အဲ့ဒီတိုင်းတောက်လျှောက်design မမှန်နဲ့တင်သွားနိုင်မယ်ဆိုရင်ကျွန်တော်ရဲ့ဒီ meditation လုပ်တဲ့တရားထိုင်တဲ့အလေးချင်းရတယ်တော်တော်လေးကိုခိုင်မာတဲ့အနေအထားကိုရောက်သွားပြီပေါ့နော်ဆိုတော့အဲ့လိုရည်ရွယ်ချက်နဲ့ကျွန်တော်စပြီးတော့ video တွေတင်ဖြစ်တာပါ okay ဆိုတော့တင်လာတဲ့ရှောက်မှာလဲပေါ့နော်ဦးတောက်ရှောက်တင်လာတဲ့အချိန်မှာပုံမှန်တရားထိုင်ပြီးတော့ video မရိုက်ဖဲနဲ့လုပ်ထားတဲ့ဘာထူးခြားလဲဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဒီ video record ယူလိုက်တာဖြစ်တဲ့ကြောင့်ဒါသက်သေအနေနဲ့ record ယူထားတယ်မှတ်တမ်းတင်ထားတဲ့သဘောဖြစ်သွားတယ်အဲဒီအတွက်ကြောင့်ဒါပြတ်ချင်တယ်ဆိုတော့မပြတ်တော့ဘဲနဲ့ okay ငါ record ယူရမယ်ငါတရားထိုင်ရမယ်ဆိုတဲ့ဟာလေးပို့ပြီးတော့စီကံလေးတော့ပို့ရှိသွားတယ်ပို့လို့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးတော့ပို့တိုးလာတယ်နောက်ပြီးတော့တကယ်လို့ဒီထဲမှာကျွန်တော်ဗီဒီယိုကြည့်နေတဲ့လူတွေမှာတရားထိုင်ခြင်းနဲ့သူရှိမယ်ဆိုလို့ရှိရင်လည်းဒီပို့ပြီးတော့နည်းနည်းလေးတွန်းအားဖြစ်သွားမယ်ပေါ့နော်โอเคသူတောင်ထိုင်နေရပဲငါလည်းစပြီးတော့ထိုင်ကြည့်မယ်ဆိုတော့စိတ်မျိုးလည်းဖြစ်သွားအောင်လည်းရည်ရွယ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုထဲမှာကျွန်တော်လုံးဝအတန်မပါဘူးပေါ့နော် silent အနေနဲ့ပဲကျွန်တော်တရားထိုင်နေဒါပေမဲ့ကျွန်တော်တစ်ဖက်မှာတော့ကျွန်တော်တရားထိုင်တဲ့အချိန်မှာနားထောင်တဲ့ audio file ရှိတယ်ပေါ့နော်အဲ့ဒါကတော့ဒီဆရာဦးကိုရင်ကပြောခဲ့တဲ့ audio file တွေပါပဲတကယ်လို့ဒီထဲမှာဗီဒီယိုကြည့်နေတဲ့လူကတရားစထိုင်ခြင်းနဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဟာတွေလည်းမပါခြင်းဘူးဟိုမှာဗုဒ္ဓဘာသာမှဖြစ်ရမယ်ဟိုမှာခရစ်ယာန်မှဖြစ်ရမယ်မွတ်စလင်မှဖြစ်ရမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့တရားထိုင်တာတီးတန့်ကိုပဲထိုင်ခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဆရာဦးကွန်ခါရဲ့ audio file ကို recommend လုပ်ပါတယ် video file ကို recommend လုပ်ပါတယ်အဲ့ဒီ link ကိုလည်းကျွန်တော်ဒီ video ရဲ့အောက်မှာကျွန်တော်ထည့်ပေးထားမှာပေါ့နော်ဆိုတော့သွားပြီးတော့နားထောင်ကြည့်လို့ရတယ်ဆိုတော့တရားထိုင်တဲ့ဟာကိုစပြီးတော့လှုပ်ချင်တဲ့ဆွဲလူတွေအတွက်သူက mini အာနာပါနာဆိုပြီးတော့ဒီအာနာပါနာ series အသေးစားလေးပေါ့10မိနစ်ကနေစပြီးထိုင်လို့ရတဲ့ဟာလေးပြောပေးထားတယ်အဲ့ထဲမှာဘယ်လိုထိုင်ရမလဲဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ practice လေးတွေပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ဟာတွေလုံးဝမပါဘဲနဲ့အဲ့ဒီတရားထိုင်တဲ့ဟာတီးတန့်ပဲပေါ့နော်အဲ့ဒီလေ့ကျင့်လေးကိုတိစောက်ချင်တဲ့သူတွေရှိခဲ့မယ်ဆိုလဲကျွန်တော် link လေးချပေးထားပါတယ်ဘာနာထောင်ကြည့်လို့ရတယ်တကယ်လို့အဲ့ဟာနားမထောင်ခြင်းဘူးတရားထိုင်တာပဲတခြားဘာမှမပါဘဲနဲ့လှုပ်ချင်တယ်ဆိုလို့ရှိရင်လည်းတရားထိုင်တာကိုစပြီးတော့လှုပ်ချင်တယ်လို့ရှိရင်လှုပ်ဖို့အတွက်တိုက်တွန်းချင်ပါတယ်တနေ့တာမှာနည်းနည်းလေးတော့အပြောင်းလဲတော့ရှိတယ်ပေါ့နော်တနေ့တာရဲ့အစကိုတရားထိုင်တာနဲ့စလိုက်မယ်ဆိုရင်ကျွန်တော်ဆိုရင်အခုဒီ18ရက်တီရှိလာပြီမနက်တိုင်းမျက်နှာသစ်သွားတိုက်ခြေလက်တန်းဆင်ပြီးရမယ်ကျွန်တော်တရားထိုင်နေစာပြီးတော့ထိုင်နေ record ယူရဲ YouTube မှာတင်လိုက်တယ်တခါလေးပဲတင်လိုက်တယ်တင်ပြီးတော့မှကျွန်တော်ဟာလေးဆက်လုပ်တယ်ပေါ့နော်ဆိုတော့ okay ပါဒါကတော့ကျွန်တော်ရဲ့ဒီဗီဒီယိုတွေတရားထိုင်တဲ့ဗီဒီယိုတွေတောက်
က်လျှောက်တင်ပြနေတယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောချင်တာရယ်နောက်ဒါ18ရက်ပြည့်သွားတဲ့အတွက်ကြောင့်အမှတ်တရအနေနဲ့ကျွန်တော် record လုပ်တာဖြစ်ပါတယ်တလားပြည့်သွားတဲ့အချိန်မှာလည်းကျွန်တော်တို့လိုမျိုးဗီဒီယိုတွေထပ်လုပ်ပါအောင်မယ်ဘာတွေထူးခြားသွားလဲအတွေ့အကြုံလေးတွေကျွန်တော်ချက်ပြန်ပြောမယ်ပေါ့နော်အဲ့လိုလေးစဉ်းစားထားပါတယ်အခုမှစပြီးတရားထိုင်မယ်လို့စိတ်ကူးနေတဲ့လူရှိရဲဆိုရင်လည်းတရားထိုင်ပြီးတော့ထိုင်ကြည့်ဖို့ကျွန်တော်စလိုက်ဖို့ပေါ့ကျွန်တော်ပြောချင်ပါတယ်ပြီးပါလို့ရှိရင်လည်းနေတိုင်းလို့ဖြစ်သွားအောင်ကိုယ့်ရဲ့အလေးချင်းတစ်ခုအနေနဲ့ကိုယ့်ရဲ့နေစဉ်ဘဝထဲမှာပါလာအောင်လို့လုပ်ဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုလည်းတော့ပါပဲပြောနေတာလည်းရှည်သွားပြီပေါ့နော်โอเคပါ